여러분 안녕하세요. 디네 제로 제5과အခန်း1လေးသွားပါမယ်။အဲ့တော့ဒီနေ့က 제5과 01လေးစကြည့်မယ်။ဒီနေ့ grammar လေးကကာကြီးတဲ့။ကာကြီးရဲ့အဓိပ္ပာယ်ကအထိဆိုတဲ့အဓိပ္ပာယ်ရတယ်နော်။ဥပမာသူကအချိန်တွေကိုပြောလဲရတယ်၊နေရာတွေကိုပြောလဲရတယ်။ဥပမာ9နာရီကနေပြီး6နာရီထိ9နာရီကနေ9နာရီထိအဲ့လိုပြောလို့ရတယ်။ဒါမှမဟုတ်ရန်ကုန်ကနေမန္တလေးအထိနော်ဘယ်နေရာနေဘယ်နေရာအထိဆိုပြီးတော့အဲ့လိုမျိုးပြောလဲရတယ်အဲ့တော့သူကအချိန်ကိုသုံးလဲရတယ်နေရာကိုသုံးလဲရတယ်နော်အဲ့တစ်ချက်ရှိမယ်သူက noun နေနဲ့တွဲပြီးတော့သုံးတယ်အဲ့တော့ noun plus ကာကြီးပေါ့နော်အထိလို့ကြက်မယ်အဲ့မဲ့တစ်ခါတလေမှာသူ့ကိုအထိလို့ဘာသာမပြန်မဲနဲ့နောက်ဆုံးထားပြီးအဲ့လိုမျိုးဘာသာပြန်တာလည်းရှိတယ်နော်အဲ့တော့ဒီစာကြောင်းလေးဖတ်ရင်လည်းဒီတစ်ခါလေးပြောပြပါမယ်ဟောဒါလေးစကြည့်အောင်ဂျုံနိုကာကြီးနော်ဂျုံနိုဆိုတာနေရာနာမည်ဒါလေးကနာအတန်လေးနဲ့ထွက်မယ်နော်အဲ့တော့ဂျုံနိုအထိဂေါ်ရောဂါမီတာလမ်းလျှောက်သွားပါတယ်ဆိုးတယ်ဆိုဒါလေးကဆိုးဦးနော်ဆိုးဖြစ်မယ်အောက်ကလေးမပါအောင်ဆိုးတယ်ဆိုးကနေ부산까지 부산အထိ기차로 미야ထားဖြင့် 5시간 걸립니다. 5 နာရီကြာမြင့်ပါတယ်. 12시에서 12နာရီကနေ 1시까지 1နာရီအထိ 점심시간입니다. နေ့လယ်စာစားချိန်ဖြစ်ပါတယ်. 몇 시까지 갑니까? ဒီစာကြောင်းလေးမှာဒါလေးကျတော့ဘယ်နှစ်နာရီအထိသွားမှာလဲမို့တော့သူကဘယ်နှစ်နာရီနောက်ဆုံးထားပြီးသွားမှာလဲ여기까지ဒီနေရာအထိ하십시오ပြုလုပ်ပါဒါလေးက noun plus ကာကြီးအထိဆိုတာလေးတခါတလေမှာနောက်ဆုံးထားပြီးလို့ဘာသာပြန်တာလေးရှိတယ်အဲ့တော့အာဟောရောယူလေးကြည့်မယ်ဒီအာဟောရောယူကအရေးကြီးတယ်နော်ဒီအာဟောယူမပြောင်းတက်လို့ရှိရင် level 1 2ကိုလည်းတက်လို့မရဘူးနောက် level 2လည်းတက်လို့မရဘူးသူကဘာလို့လဲဆိုတော့စာကြောင်းတွေတော်တော်များများနောက်ပိုင်းမှာအာဟောရောယူဆုံးပြီးတော့ပဲသွားတော့မှာအဲ့ကြည့်အောင်အာဟောရောယူရဲ့အဓိပ္ပာယ်ဆိုတော့တယ်လားလဲဆိုတဲ့အဓိပ္ပာယ်အဲ့တော့အာဟောရောယူကိုရိုးစာကြောင်းလည်းတည်ဆောက်လို့ရတယ်မေးခွန်းပုံစံလည်းလုပ်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်နော်အဲ့တော့ကြည့်အောင်ဒီ၃ချက်မှတ်ရမယ် verb ကတဲ့ဟာတာနဲ့ဆုံးရင်ရောယူကဟဲယူဖြစ် verb ကဟာတာနဲ့ဆုံးရင်ရောယူကဟဲယူဖြစ် verb က or နဲ့ဆုံးရင်အာယူက verb ကကြံတဲ့တရနဲ့ဆုံးရင်ကြံတဲ့တရဆိုတာက or မဟုတ်ဘူးနော် or မဟုတ်တဲ့နောက်ထပ်ကြံတဲ့တရတွေ or တို့ရဲတို့အဲ့လိုဟာအများကြီးရှိသေးတယ်နော်အဲ့ဒီတရတွေနဲ့ဆုံးခဲ့တယ်ဆိုရင်တဲ့ or ယူကတ်မယ်အဲ့တော့အရင်ဆုံးဒီ၃ခုအရင်ရောက်ကြရမယ် verb ကဟာတာနဲ့ဆုံးရင်ရောယူကတ်မယ်ဟဲယူဖြစ်မယ် verb က or နဲ့ဆုံးလို့ရှိရင်အာယူကတ်မယ် verb ကကြံတဲ့တရနဲ့ဆုံးရင် or ယူကတ်မယ်အရင်ဆုံးနံပါတ်1ကိုကြည့်မယ် verb ကတဲ့ဟာတာနဲ့ဆုံးလို့ရှိရင်ရောယူကတ်ဟဲယူဖြစ်နော် verb တွေမှာကသူဟာတာနဲ့ဆုံးတဲ့ verb တွေလည်းရှိတယ်မဆုံးတဲ့ verb တွေလည်းရှိတယ်ဟိုဒီမှာဆိုရင်ခါတာသွားသည်မော့တာစားသည်ထားတာအိတ်သည်ဒါဆိုတာဟာတာနဲ့ဆုံးတဲ့ verb တွေမဟုတ်ဘူးနော်အဲသူတို့ကိုကျတို့ရောယူသွားကတ်စီရတယ်မလို့ဟဲယူလည်းမဖြစ်ဘူးသူတို့ကအဲ့တော့ကြည့်ရမယ့်ဘက်ကဟာတာနဲ့ဆုံးတဲ့ဘက်တွေပဲအခုဒီဟာကြီးဆိုဦးသုံးငါတာအားကစားလုပ်သည် game ဟာတာ game ကစားသည်စာလားငါတာချစ်မြတ်လို့သည်နော်အဲ့ဒါတွေဆိုဟာတာနဲ့ဆုံးတဲ့ဘက်တွေဒီဟာတွေကိုတွေ့ပြီဆိုရင်ကိုကအာရောယူပြောင်းခြင်းတယ်ဆိုရင်ရောယူကတ်မယ်ဟဲယူတန်းဖြစ်သွားမယ်နော်ကြည့်မယ်အခုဒီမှာ6တာဆိုတဲ့ဘက်ကြီးအောက်မှာတွေ့တာအသက်လေးပါတယ်အသက်ပါတာဖြစ်တဲ့အတွက်အသက်ပါရင်တန်ကတ်တော့ဒါကဖြုတ်လိုက်ပြီးချအာယုကတ်မယ်ချကြယုရှာဖွေတယ်ချကြယုရှာဖွေလားဟုတ်ပြီနော်
ဘုံထုတ်တွေတော့ကျွန်တော်တင်ချမှာလဲသိပြီလားလေတူတော့မှဘုံထုတ်လို့ရမှာနော်နှစ်ခုကတူတော့မှဘုံထုတ်လို့ရမှာတစ်ခုတည်းသွားလို့ရမှာအဲ့တော့ဒီမှာကြည့်မယ်ဂါတာသွားတည်တဲ့ဒါလေးဆိုကျွန်တော်တို့ကတရကိုကြည့်လိုက်မယ်တရအာတရနော်အာတရဖြစ်တဲ့အတွက်အာယုနဲ့ကတ်မယ် verb က or တရနဲ့ဆိုရင်အာယုကတ်ဆိုတော့အာယုကတ်မယ်အာယုကတ်တဲ့အချိန်မှာသူကအသက်မပါဘူးဟုတ်လားအသက်မပါတာဖြစ်တဲ့အတွက်ကျွန်တော်ပတ်တန်သုံးမယ်အဲ့ပတ်တန်မှာမှဘယ်ပတ်တန်ကိုသုံးရမလဲဆိုတော့ဒီမှာကြည့်လိုက်ဒီမှာတရအာတရဒီမှာအာတရတူနေရတွေ့တာတရနှစ်ခုတူနေရဖြစ်တဲ့အတွက်ဘုံထုတ်မယ်ခါယိုနောက်တစ်ခုဂျာတာဆွဲဘက်ကိုကြည့်မယ်ဂျာတာဆွဲဘက်မှာကိုကအာရောယူပြောင်းခြင်းနဲ့အာရောယူပြောင်းခြင်းတာဖြစ်တဲ့အတွက်အာရောယူပြောင်းခြင်းအများကြီးတရကိုပဲကြည့်နော်တရဘာတရလဲအာတရကြီးအာတရဆိုရင် or ကတ်မယ်တကယ်လို့အဲ့ဒီ verb ကဟာတာနဲ့ဆုံးထားတယ်ဆိုရင်ရောယိုကတ်မယ်ဟေယိုဖြစ်မယ်ဒီဘက်ကဟာတာနဲ့ဆုံးထားတဲ့ verb မှာမဟုတ်တာဟာတာနဲ့ဆုံးထားတဲ့ verb မဟုတ်တဲ့အတွက်တရကိုပြေးကြည့်လိုက်တော့အာတရဆိုတော့ or နဲ့ဆုံးရင်အာယိုကတ်မယ်နော်အာယိုကတ်တဲ့အချိန်မှာအသက်မပါဘူးဖြစ်တဲ့အတွက်ပတ်တန်သုံးမယ်အဲ့တော့ဒီမှာကလည်းအာဒီတရမှာကလည်းအာကိုကဲရမှာကလည်းအာယိုဆိုတော့တူနေရဖြစ်တဲ့အတွက်ဂျာယိုဆိုပြီးတော့ဖြစ်သွားမယ်နော်ဂျာယိုဝါဒရာပုံစံနော်ဝါဒရာဆိုတော့အိုတာတဲ့အိုတာလာတယ်အာရောယူပြောင်းခြင်းနဲ့ဟာတာမဟုတ်တဲ့အတွက်ဟာတာနဲ့ဆုံးထားတဲ့ဘက်တွေမဟုတ်တဲ့အတွက်ကျတို့တရကိုပြေးကြည့်လိုက်မယ်တရကိုပြေးကြည့်တော့ o တရဆိုရင် verb က or တရနဲ့ဆုံးလို့ရှိရင်အာယုကတ်မယ်အာယုကတ်တဲ့အချိန်မှာတရနှစ်ခုကိုရှင်းကြည့်လိုက်ဒီမှာက o ဒီမှာကအာတရနှစ်ခုကမတူတာဖြစ်တော့ခုနလိုသွားပြီးပေါင်းလို့မရအောင်နော်မတူတော့ပေါင်းလို့မရတော့အဲ့နှစ်ခုကိုကတ်ထပ်လိုက်မယ်ဝါယိုအဲ့တော့ပွားတရပုံစံပြောင်းသွားတာပေါ့နော်ပွားတရပုံစံဖြစ်သွားတယ်ဥဒီဘိုးသားလည်းအတိုင်းပဲဟာတာနဲ့ဆုံးထားတဲ့ဘက်မဟုတ်ဘူးဟာတာနဲ့ဆုံးထားတဲ့ဘက်မဟုတ်တဲ့အတွက်သူ့တရကိုကြည့်တော့အိုတရနော် verb ဒီ or နဲ့ဆုံးလို့ရှိရင်အာယိုကတ်အဲ့တော့ဘွာယိုတရနှစ်ခုကမတူတော့ပွားတရပုံစံပြောင်းလိုက်ရတယ်နော်တကယ်လို့တရနှစ်ခုတူခဲ့တယ်ဆိုရင်ဘုံထုတ်လို့ရတယ်ဟုတ်ပြီဒါဒီတိယပုံစံတစ်မျိုးနော်ဒီတိယပုံစံတစ်မျိုးဖြစ်မယ်ဒီအာရောယိုကနည်းနည်းလေးမှတ်စရာများတယ်နော်အဲ့တော့တစ်ဖြတ်ချင်းလေးပြန်ကြည့်မယ်ဟုတ်ဒါဆိုဒီတိပုံစံတစ်မျိုးချလို့ပြီးသွားမယ်အခုဒီဟာလေးဆက်ကြည့်မယ်နဲ့ဆုံးလို့ရှိရင်တဲ့ရှေ့ကိုကြည့်ပြောက်တယ်နော်တရနဲ့ဆုံးလို့ရှိရင်ရှေ့ကိုကြည့်မယ်ပြောက်မယ်ဟုတ်ဒီမှာဘာပစ်တာဆိုတာအလုံးရှုပ်တယ်ဒါကဖြုတ်လိုက်မယ်ဘာပစ်ကြမယ်နဲ့ဆုံးရင်ရှေ့ကိုကြည့်ဆိုတာရှေ့ရတရကိုကြည့်ခိုင်းတာရှေ့ရတရအာတရ verb ဒီ or နဲ့ဆုံးလို့ရှိရင်အာယုကတ်နော်အာယုကတ်ဆိုဒီမှာအာယုကတ်လိုက်တယ်အဲ့ဒီမှာလည်းတရကသူကအာတရဖြစ်တဲ့အတွက်အာယုကတ်ဆိုတော့ဖပါယိုအဲ့ဒါဖြစ်သွားတယ်နော်နဲ့ဆိုရင်ရှေ့ကိုကြည့်မယ်ပြောင်းမယ်ဒါကစဉ်းစားကြမလို့ဖြုတ်လိုက်ပြီရှေ့ကိုကြည့်တော့အာတရဖြစ်တဲ့အတွက်အာယုကတ်ဖပါယိုဘယ်ကိုဖြစ်တာနဲ့ဆုံးရင်ရှေ့ကိုကြည့်ပြောင်းရှေ့ရတရကိုကြည့်တော့အိုတရ verb က or တရဆိုရင်အာယုကတ်ဘယ်ကိုဖာယိုအဲ့တော့ဘိုက်စားတယ်နော်ဘယ်ကိုဖာယိုဆိုတော့ဘိုက်စားတယ်ဘယ်ကိုဖာယိုဘိုက်စားတာ
R ဖြစ်တာ A နဲ့ဆုံးရင်ရှေ့ရတရကိုကြည့်မယ် A ပြောင်းမယ်ရှေ့ရတရ R တရ OR နဲ့ဆုံးရင် R ယိုကတ် အဖာယိုအဖာယို R ဖြစ်တာဆိုတာကနာကျင်တာဆိုတာနော် R ဖြစ်တာနာကျင်သည်အဖာယိုနာကျင်တယ်အဖာယိုနာကျင်လားနောက်တစ်ခုချွင်းချက်လေးကိုကြည့်အောင်ချွင်းချက်ကကြတော့ဘိုးနေတာဆိုပဲလေဘိုးနေတာဆိုတာပေးပို့သည်ဆိုတဲ့လေးပဲနော်ပေးပို့သည် message တွေဘာတွေပို့တယ်ဆိုတော့ဘိုးနေတာသုံးတယ်နောက်တစ်ခုဟိုကဒီ delivery တွေဘာတွေပစ္စည်းတွေဘာတွေပေးပို့လိုက်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ဘိုးနေတာသုံးလို့ရတယ်ဘိုးနေတာကျတော့ဘာမှစဉ်းစားကြမလို့ဘိုးနေတာဆိုတဲ့ verb ကိုအော်ရိုကတ်ချင်တယ်ဆိုဒီတိုင်းယိုတန်းကတ်လိုက်တာသူကနော်ဘိုးနေယိုဘိုးနေယိုခုနအရှိကပတ်တန်နေဘာတွေအဲ့ဒါတွေဘာမှစဉ်းစားကြမလို့ဘာမှလည်းလုပ်ချင်မလို့တော့သူကဒီတိုင်းပဲတန်းကတ်လိုက်တာအဲ့ဒါလေးတော့ချွင်းချက်အနေနဲ့မှတ်ထားမယ်ဘိုးနေတာဆိုရင်တခါတည်းဘိုးနေယိုပြောင်းမယ်ဆိုပြီးတော့ပါရပြီအဲ့တော့ဆက်ကြည့်အောင်အခုအသက်ပါရင်တန်းကတ်မယ်ဆိုတော့မော့တာစားသည်ဒါကစဉ်းစားကြမလို့ဖြုတ်လိုက်ပြီမော့ကြံမယ်အသက်ပါတော့တန်းကတ်တဲ့အချိန်မှာတရကဩတရဆိုတော့ OR မဟုတ်တဲ့တခြားတရဖြစ်တဲ့အတွက်ဩယိုကတ်တယ်မောကောယိုဥရတာဆိုငိုသည်တရကဥတရ OR မဟုတ်တဲ့တခြားတရဖြစ်တဲ့အတွက်ဩယိုကတ်မယ်ဥရောယိုငိုတယ်နော်နောက်တစ်ခုအသက်မပါရင်ပတ်တန်3အဲ့တော့ပတ်တန်3တဲ့နေရာမှာဘုံထုတ်ရှိမယ်ပွားတရရှိမယ်စောတာဆိုတာမတ်တက်ရက်ဒီဒါကစဉ်းစားကြမျိုးတော့ဖြုတ်လိုက်ပြီစောကြံမယ်တရကဩတရတခြားတရဖြစ်တဲ့အတွက်ဩယိုကတ်မယ်နော်ဩယိုကတ်ထားတယ်တရနှစ်ခုကတူနေရတူတာဒီမှာလဲဩတရဒီမှာလဲဩတရဖြစ်တဲ့အတွက်စောယိုနောက်တစ်ခုပွားတရကြတော့ဘဲဥတာဆိုတာတင်ယူလေးလာပြီနော်တရကိုကြည့်ရတော့ဥတရOR မဟုတ်တဲ့တခြားတရဖြစ်တဲ့အတွက်ဩယိုကတ်မယ်တရနှစ်ခုဒီမတူဘူးမတူတော့ပွားတရပုံစံပြောင်းလိုက်တယ်ဘဲဝေါ်ယိုအဲ့တော့အရှိရလိုပဲကျတော့အေးနဲ့ဆုံးရင်ရှေ့ကိုကြည့်ပြောင်းမယ်ရေပစ်တာဆိုတာလှပသည်နော်ဒါဖြုတ်လိုက်မယ်အေးနဲ့ဆုံးရင်ရှေ့ကိုကြည့်မယ်ပြောင်းမယ်ဒါဖြုတ်လိုက်မယ်ဒါဖြုတ်လိုက်တော့ရေပစ်နော်အဲ့မှာသူကအေးနဲ့ဆုံးရင်ရှေ့ကိုကြည့်ပြောင်းဆိုတော့ရှေ့ကရဲတရာတွေ့လားရဲတရာဖြစ်တဲ့အတွက်အခြားတရာပေါ့အခြားတရာဆိုတော့ဩယိုကတ်တယ်ရေပေါ်ယိုလှပါတယ်ဒါလေးကျတော့စစ်တာကရေးသည်သုံးသည်ခါသည်ဆိုတဲ့အဓိပ္ပာယ်သူကတရဖြစ်တဲ့အတွက်ကတော့ပျောက်လိုက်ရပြီဖြောက်လိုက်တော့ဒါလေးပဲကျန်တယ်စပဲကျန်ခဲ့တာပေါ့အရှိမလေးဆိုကြည်စရာတရမရှိဘူးကြည်စရာတရမရှိတော့သူ့ကိုတခြားတရလိုပဲသတ်မှတ်လိုက်တာဖြစ်တဲ့အတွက်သူကဩယိုကတ်လိုက်တယ်ဩယိုကတ်ပြီးတော့စောယိုလို့ဖြစ်သွားတယ်ဒါကြောင့်ကန်းထာဆိုတာကဖြတ်သည်ဆိုတဲ့အဓိပ္ပာယ်မှာဖုံးကြိုးတွေဘာတွေအဲ့လိုဖြတ်လိုက်တာတို့ဖုံးတွေဘာတွေချလိုက်တယ်ဆိုလဲကန်းထာတို့ပါတော့တယ်နော်သူကလည်းအတိုင်းပဲသူကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီအလေကတရကသူ့ကိုတော့မပြောက်သွားဘူးဆိုတော့ပုံစံကလေမပြောက်သွားပဲနဲ့ဒီတိုင်းဩယိုတန်းကတ်လိုက်တာကန်းတော်ယိုသူ့အချွင်းချက်တွေကိုထည့်ထားမယ်နော်ကန်းထာဆိုကန်းတော်ယိုပဲတန်းကတ်လိုက်တော့ခုနကဘိုးနေတာလို့ပေါ့ဘိုးနေတာဆိုရင်ဘိုးနေယိုကတ်လိုက်သလိုမျိုးကန်းထာဆိုလို့ရှိရင်ဒါဆိုကန်းတော်ယိုအဲ့လိုကတ်မယ်ဒါလေးကြည့်အောင်လို့
ဒါလေးက E နဲ့ O နဲ့ပေါင်းရင်ရောတဲ့နော်ဒါလေးကဘာကိုပြောတာလဲဆိုတော့အဲ့တော့ဂီတာဆိုတာစောင့်တည်ဆွဲတွေပဲစောင့်ဆိုင်နေတခုကိုစောင့်ဆိုင်တာမျိုးဆိုဂီတာတုံးတယ်အဲ့ဂီတာမှာဆိုလို့ရှိရင်အဲ့ဒါကိုအောရိုးပြောင်းမယ်ဒါကဖြုတ်လိုက်ပြီတရကိုကြည့်အဲ့ဒါ E တရလို့လား E တရဆိုတော့ OR မဟုတ်တဲ့တခြားတရဖြစ်တဲ့အတွက် O ကိုကတ်ရမယ် O ကိုကတ်တဲ့အချိန်မှာဒီမှာ E နဲ့ O နဲ့တွေ့လို့ရှိရင်သူကရောဆိုပြီးတော့ပြောင်းသွားတယ်နော်အဲ့တော့ဂီတာလျောကိုဖြစ်သွားတယ်ဟုတ်ဒီမာရှိတာလည်းအတိုင်းပဲမာရှိတာဆိုလို့ရှိရင်နောက်ကတရက E တရတခြားတရဖြစ်တဲ့အတွက် O ကိုကတ်မယ် E နဲ့ O နဲ့ပေါင်းရင်ရောမာရှောယိုဆိုတာတောက်တယ်နော်ရေတွေပါတောက်တယ်ဆိုရင်မာရှိတာမာရှောယိုတောက်တယ်အဲ့လိုပြောတယ်နောက်တစ်ခုကချွင်းချက်လေးကရွှီတာဆိုတာအနားယူသူကအောယိုတန်းကတ်မယ်ရွှီဝေါယိုဆိုပြီးတော့သုံးလိုက်နော်ရွှီတာရွှီဝေါယိုကန်းတာကနောယိုဘိုးနေတာဘိုးနေယိုစစ်တာစောယိုနော်အဲ့ဒါလေးတွေကဒါဆိုရင်ကျတို့စာကြောင်းတွေဖတ်ကြည့်အောင်နော်언제ဘယ်အချိန်출발할까요ထွက်ခွာမလဲဘယ်အချိန်ထွက်ခွာမလဲ20분 후에မိနစ်20ကြာပြီးတဲ့နောက်မှာ출발해요ထွက်ခွာမယ်မိနစ်20ပြီးရင်သွားမယ်공포영화 볼까요တရေကားကြည့်မလား무서워요ကြောက်တယ်그냥ဒီတိုင်းပဲ액션 영화 봐요ဒီတိုင်းပဲ action ဇာတ်ကားကြည့်မယ်길이 너무 복잡해요လမ်းကအရမ်းကြက်တယ်နော်လမ်းကအရမ်းကားတွေကြက်နေတယ်우리 지하철 타요ငါတို့မြောက်ရထားပဲစီးမယ်좋아요ကောင်းတယ်죄송하지만 먼저 갈게요အားနာပေမဲ့တဲ့အရင်ဆုံးသွားပါမယ်နော်အရင်ဆုံးသွားတော့မယ်အရင်သွားတော့မယ်벌써요ဆိုတာသွားတော့မှာလား조금만 더 얘기해요နည်းနည်းလောက်ပဲထပ်ပြီးတော့စကားပြောရအောင်내가 아파서 발가 나로 오늘 약속에 못 가요ဒီနေ့ချိန်ထားတဲ့ကိစ္စကိုမသွားနိုင်ဘူး미안해요 다음에 말해 알겠어요သိပါပြီ다음에 만나요နောက်တစ်ခါမှတွေ့ကြတာပေါ့ဒီစာကြောင်းလေးတွေလည်းဖတ်ပြီးတော့တွဲပြီးအောင်းရိုးယူကတော့သိရတိုင်းပဲနည်းနည်းတော့များတယ်နည်းနည်းတော့ပတ်တန်လေးတွေနည်းနည်းချုပ်တာပေါ့ဒါပေမဲ့ရသွားပြီဆိုတော့လွယ်သွားပါတယ်အဲ့တော့ဒီအောင်းရိုးယူကိုတစ်ဖြတ်ချင်းဒီတရားလေးလုပ်ပြီးတော့မှဒီလေ့ကျင့်ခန်းလေးဆက်ကြည့်မယ်နော်ဟုတ်ဒါလေးကသိပြီးသားလေးပဲရောဘုတို့ဘေးစင်မှာကြက်ပြီးသားဟာလေးပြန်ကြည့်အောင်ဒါလေးစုဆိုတာကဒါကိန်းကနန်းတွေကိုပြောတာနော်ဟုတ်ရောကြက်ပြီးသား10 10 20 20 30 30 40 40 50 60 70 80 90နော်100ဆိုရင်တော့ bag လို့ပြောင်းရမယ်100 bag 1000 1000 1000မှာ88ဆိုရင်88 690 670 2905 2905 12345 12345အဲ့တော့ဒါလေးကြည့်အောင် if ကိုဖတ်ပြီးတော့တဲ့ citizenship ကိုရေးပါတဲ့ဒါလေးက1400ဝမ်1400ဝမ်အဲ့ဒါလေးကိုစာနဲ့ပြန်ရေးမယ်1400ဝမ်နော်ဒါကdashboard ထဲမှာဆိုရင်ကျတို့အပေါ်ကလေးပဲပေးတာအခုတရားဆို650ဝမ်ဆိုဒီ650လေးပဲပေးတာဒီရောက်ကဟာမပေးတာဘူးအဲ့ဒါကိုကျတော့ဘုကရတဲ့တစ်ခေါက်ကြည့်ပြီးသွားလို့ရှင်ကိုယ့်ကိုအလွတ်ပြန်ရေးကြည့်ပေါ့နော်အော်ဒီမှာဆို650ဝမ်ဆိုရင် UBEC 50ဝမ်ဒါဆိုလို့ရှိရင်8000ဝမ်အဲ့တော့80000ဝမ်5500ဝမ်5500ဝမ်3900ဝမ်49000ဝမ်14000ဝမ်14000ဝမ်ဟုတ်ပြီအဲ့တော့စီကောင်းဆိုတာအချိန်ကိုပြောတာ
9နာရီနော်နာရီဆိုတဲ့ unit ကသူကရှည်အဲ့ဒီရှည်ဆိုတဲ့ unit ဆိုရင်အရှိကကိုရီးယားနံပါတ်ကတ်မယ်နော်ဒီရှည်ဆိုတဲ့နာရီဆိုတဲ့ unit ဆိုကိုရီးယားနံပါတ်ကတ်ပြီးတော့ minute ဆိုရင်ကျတော့ bun လို့ခေါ်တယ်နော်ဒါ unit လေနော်အဲ့ဒီ bun ဆိုတဲ့ unit ကိုသုံးမယ်ဆိုရင်အရှိကတရုတ်နံပါတ်ကတ်တယ်အဲ့တော့နာရီနဲ့ minute ကိုတွဲပြောတော့တရုတ်နံပါတ်ကိုကိုရီးယားနံပါတ်ကိုနှစ်ခုလုံးနဲ့တွဲပြောတာအဲ့ဟာလေးတစ်ချက်သတိထားရမယ်အခုဒီမှာဆိုလို့ရှိရင်9နာရီဆိုဒါဆိုရှည်ဒါဆို3နာရီနဲ့15မိနစ်3နာရီဆိုလို့ရှိရင်နာရီဆိုတော့ကိုရီးယားနံပါတ်နဲ့ကတ်မယ်10ရှည်15မိနစ်က15 bun အဲ့15မိနစ်ကြာပါဖြစ်သွားတယ်တရုတ်နံပါတ်နဲ့ဖြစ်သွားတယ်10ရှည်15 bun 9နာရီခွဲ9နာရီဆိုရင်7ရှည်ခွဲကကြတော့ကျတော့ဘန်းပေါ့မြန်မာမှာလည်းပြောရတယ်9နာရီခွဲဆိုရှင်ဘန်းအဲ့ဒီဘန်းဆိုတဲ့အဓိပ္ပာယ်ဆိုတဝက်ဆိုတဲ့အဓိပ္ပာယ်နော်တကယ်လို့မိနစ်နဲ့ပြောမယ်ဆိုရင်30 bun လို့ပြောလဲရတယ်30 bun 7ရှည်30 bun ပေါ့နော်ဒီလိုပြောလဲရတယ်ဒါမှမဟုတ်အလွယ်ပြောလိုက်မယ်ဆိုရင်7ရှည်ဘန်းနောက်တစ်ခုက9နာရီနဲ့40မိနစ်9နာရီကနာရီဆိုတော့ကိုရီးယားနံပါတ်နဲ့ကတ်မယ်ဒါဆိုနော်မိနစ်က40မိနစ်က30 bun အဲ့တော့ဒါဆိုရှည်30 bun အဲ့ဒီမိနစ်နဲ့နာရီနဲ့နော်အဲ့ဒါလေးသုံးတာကိုသတိထားမယ်နော်နာရီဆိုရင်မိနစ်ဆိုရင်ကြတော့တရုတ်နံပါတ်နဲ့ကတ်မယ်နောက်တစ်ခုဒီအိုဂျွန်ဆိုတဲ့ဟာလေးအိုဂျွန်ဆိုတာကျတော့ဒီ AM ကိုပြောတာနော်အိုဂျွန်ဆိုတာ AM အိုဟူဆိုတာက PM အဲ့တော့အိုဂျွန်ကကျတော့12နာရီနော်နေ့လယ်12နာရီမကျော်ခင်အထိအရှိရအချိန်ကအဲ့ဒါအိုဂျွန်တကယ်လို့နေ့လယ်12နာရီကျော်သွားပြီဆိုရင်အဲ့ဒါအိုဟူလို့သုံးရတော့မယ်ဟုတ်ဒီမှာဆိုရင်အိုဂျွန်2နာရီနဲ့50မိနစ်အိုဂျွန်2시50분ဒါဆိုရင်နေ့လယ်12နာရီကျော်သွားပြီ PM ဆိုတော့အိုဟူ5시 5နာရီနဲ့17 분 18မိနစ် PM ဆိုတော့အိုဟူ11시 11 분 17နာရီ17မိနစ်အိုဂျွန်ဆိုရင်ကိုယ့်ရဲ့ note စာအုပ်လေးထဲမှာရေးထားမယ်နော်ဒီမိနစ်လေးတွေနော်ဒီမှာဆိုလို့ရှိရင်အိုဂျွန်အိုဟူလေးပါမယ်အရှိအတိုင်းပဲနော်အဲ့ဒါလေးရေးမယ်ရေးပြီးရင်ဒါဆိုဒီဟာလေးဆက်ကြည့်အောင်ကာကြီးနော်ကာကြီးဆိုတာကအထိရမယ်ဒါမဲ့တခါလေးမှလည်းနောက်ဆုံးထားပြီးလို့ပါတာပြန်တယ်ဒီရဲ့ရှီရဲ့ဟာရူယူနေတာတဲ့ဒီရဲ့တနေ့တာဖြစ်ပါတယ်ဆေးရှိရှီကိုရေးပါတဲ့ဂျမ်ဆိုတာအိတ်ဆက်ခြင်း9နာရီနဲ့40မိနစ်အထိအိပ်ပါတယ်ပေါ့7시 40분까지 잡니다. 오후 내일 긴바이 1시까지 1나리အထိ 공부를 합니다. စာလေ့လာပါတယ်အဲ့တော့ဒီပုံလေးကိုကြည့်ပြီးတော့စာကြောင်းလေးဒီမှာဆို Arbeit ဆိုတာအချိန်ပိုင်းအလုပ်ကိုပြောတာ Alba လို့လည်းခေါ်တယ်အတူကောက်ဆိုရင် Alba လို့ခေါ်တယ်Arbeit Alba နော်အဲ့တော့ဒါဆိုရှိကာကြီး9နာရီအထိ Arbeit 합니다 အချိန်ပိုင်းလုပ်ကိုလုပ်ပါတယ်အိုဟူထည့်ခြင်းလည်းရတယ်နော်မထည့်လည်းရတယ်အိုဟူဒါဆိုရှိကာကြီး Arbeit 합니다 နောက်တစ်ခါ6နာရီခွဲအထိအင်စာလုပ်တယ်30분မသုံးခြင်းလို့ဘန်းသုံးခြင်းလည်းရတယ်6시 반까지 6시 30분까지နော်အကုန်ရတယ်6시 30분까지 6시 반까지 숙제를 합니다 အင်စာလုပ်ပါတယ်컴퓨터 10시까지 10နာရီအထိ
컴퓨터를 합니다. 컴퓨터 가이네. 너 컴퓨터에 로로 되고 컴퓨터 가이네 뭐. 11시 40분까지 12시 40분 TV를 봅니다. TV ကြည့်ပါတယ်ဒါအားရိုးရွယ်လေးကျင့်တယ်နော်표를 완성하십시오. ဇယားကွက်ကိုဖြည့်စွက်ပါ여러분ဒါလေးကဒီဘေးရမှာရေးမယ်နော်ဒါမလုပ်ခင်မှာရင်ဆိုအားရိုးရွယ်ရအောင်လုပ်ပြီးသွားပြီကိုကလုံးဝ3ခုလုံးအပိုင်း3ပိုင်းလုံးမှတ်မိသွားပြီဆိုမှဒီဟာလေးလာဖြည့်ကြည့်မယ်အဲ့ဒါကိုပြန်ပြီးတော့စမ်းစစ်တာပဲတကယ်ရလားမရလားဆိုတာနော်အဲ့ဒါလေးတေချာကြည့်မယ်ကြည့်ပြီးရင်ဒီအကွက်လေးလာဖြည့်မယ်ပြီးရင်ဒီချက်ကိုလာပြမယ်နော်comment မှာမှန်ပေးထားချက်အင်စာစစ်ပေးမယ်အဲ့တော့ဒီဟာလေးတွေအဓိပ္ပာယ်လေးမှတ်အောင်ဂါသာဆိုရင်သွားသည်မာနာတာတွေ့ဆုံသည်မော့တာစားသည်ဣတာစာဖတ်သည်အင်စာဟာတာနှုတ်ဆက်သည်အဲ့တော့ဒါလေးကြည့်အောင်ကရဲမဲဘိုကိုပုံကိုကြည့်ပြီးမာရရှိရှိကိုပြောပါတဲ့အရင်ဆုံး James နော် James 씨는 전화해요. James가 폰ပြောတယ်. 미성 씨는 자요. 미성아အိပ်တယ်. 정희 씨는 정희가요 식사해요. 사다오네. 영수 씨는 영수가요 물을 마셔요. 시倒돼. 민철 씨는 민철가요 일해요. အလုပ်လုပ်တယ်. 마리아 씨는 마리아가요 숙제해요. 인사လုပ်တယ်. 웨이 씨는 웨이가요 독서해요. 사ဖတ်တယ်. 독서해요ပြော책을 읽어요ပြောတူတူပဲเนาะဒါပေမဲ့ 독서해요 ကြတော့ impression ပိုကောင်းတာပေါ့ तू က level နည်းနည်းမြင့်တယ်ဒီစကားလုံးကเนาะ 리에 씨는 리에가요 TV를 봐요. TV ကြည့်တယ်. ဒါဒီချက်ရေးပေးတာเนาะ textbook ထဲမှာဆိုဒီဟာလေးပဲပါလိမ့်မယ်ဒီပုံလေးကြည့်ပြီးတော့ကိုယ့်ဟာကိုရမှာအဲ့တော့ channel တစ်ခါဖတ်လိုက်မယ်ဖတ်ပြီးကိုယ့်ဟာကိုအလွတ်ပြန်ရေးကြည့်မယ် James ရှင်းနဲ့တော့ဖုန်းပြောရဆိုရင်ဘယ် verb တွေကိုသုံးပါလဲเนาะအဲ့တော့အမေးဖြေလေးလုပ်မယ်နာရီလေးတွေရေးမယ်ပြီး model ကိုဘာလုပ်နေလဲဦးသုံးငယ်ကိုကစားလုပ်တယ်ဤတွေကိုအလုပ်လုပ်တယ်နိုးတဲ့တော်ရောတချင်းနားထောင်여러분 다နောက်ဆုံးဟာလေးเนาะစကားပြောလေးကြည့်မယ်지금 몇 시예요တဲ့အခုဘယ်နှစ်နာရီလဲဒီရဲနဲ့ဝေးနဲ့နှစ်ယောက်ပြောကြမယ်지금 몇 시예요အခုဘယ်နှစ်နာရီလဲ 1시 10분이에요 တနာရီနဲ့10မိနစ်ပါ 어디에 가요 ဘယ်သွားမှာလဲ 회사에 가요 ကုမ္ပဏီကိုသွားမယ် 몇 시까지 가요 몇 시까지ဒီမှာကျနောက်ဆုံးထားပြီးတော့ဘာသာပြန်ရတော့မယ်ဘယ်နာရီနောက်ဆုံးထားပြီးတော့သွားမှာလဲ 2시까지 가요 2နာရီနောက်ဆုံးထားပြီးသွားရမယ်เนาะအဲ့ဒါ2နာရီဆိုရင်အဲ့ဒီကိုရောက်နေရတော့မယ်2နာရီနောက်ဆုံးထားပြီးသွားရမယ်ဆိုတော့2နာရီဆိုအဲ့ဒီရောက်နေရတော့မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးเนาะဒါလေးတစ်ခါပြန်ပြကြည့်မယ် 지금 몇 시예요 1시 10분이에요 어디에 가요? 회사에 가요. 몇 시까지 가요? 2시까지 가요. နော် 제가 다들 이마 0 1이ပြီးသွားပါပြီ